အားလုံးပဲမင်္ဂလာပါเนาะအခုလိုမျိုးဖြစ်နေတဲ့အချိန်မှာเนาะမဆဲခြင်းလဲဆဲရအောင်မယ်အဆဲတောင်းနေတော့လဲဆဲရမှာပေါ့เนาะဟိုအဲ့အေမီဆန်ဆိုတဲ့ကောင်မဘာတင်လာလဲဆိုတော့ Facebook မှာเนาะသူအကောင့်မှာတင်လာတယ်သူစိတ်မတိုရဲဘူးတဲ့သူစိတ်တိုလို့အခုလိုမျိုးဖြစ်တာတဲ့ငရင်တအားကြီးကျက်လှုပ်သွားတယ်ပေါ့တော်တော်ကြာလှုပ်သွားတယ်ပေါ့နော်အေးငါလည်းပြောမယ်နင်စိတ်တိုလို့အခုလိုမျိုးနော်ယဟန်တန်ကအရှင်သူမြတ်တွေရောတက်ကြီးရွယ်ဘိုးဖွားတွေကောခလေးသူငယ်တွေရောနော်ဥဥတော်မမကိုတွေရောနော်ညီမလေးတွေရောနော်တကဘာလုံးအခုလိုမျိုးနင်စိတ်တိုလို့ဖြစ်သွားတယ်ဆိုရင်နင်ဘလို့တာဝန်ယူမလဲအေမီဆန်နင်ဘလို့တာဝန်ယူမလဲလို့အရေးအကြောင်းသူများကတွေကူရမဲ့ကဲရမဲ့ဖြစ်နေပါတယ်ဆိုကမှတခါတည်းနင်စိတ်တိုလို့အခုလိုမျိုးငရင်အကြီးကျယ်လှုပ်သွားတာပေါ့နင်တင်လာတာလေဒလားဒါဆိုရင်နေတာဝင်ယူအဲ့ဒါဆိုလို့ရှိရင်ဘာမှမထူနေအသက်ရှင်နေလဲပြည်သူတွေဒုက္ခရောက်နေဦးမယ်နော်တကယ်ဘာလို့ဒုက္ခရောက်လဲသူ့ကိုတတ်လိုက်ကြသွားပြီးတော့သူ့ကိုတတ်အသေးစားအသေးပြန်ခံတတ်လိုက်ကြဒလားနေငါနဲ့မနီးတာကံကောင်းဒလားငါထိုင်းမှနေနေတာငါနဲ့မနီးတာကံကောင်းငါနဲ့နီးကိုလေအဲ့ဒါပါးပြီးတော့ရိုက်မှာနေကိုဒလားအေမီဆန်ကောင်မဒါလောက်လူတွေဒုက္ခဖြစ်နေအောင်ဘာနင်စိတ်တိုလိုက်လို့ဒါမျိုးဖြစ်တာဟလားဘလို့ကောင်မမျိုးလည်းမသိနေနဲ့မအားလာနဲ့ဘယ်ချိန်သေးမှလဲလို့ပဲငါမေးချင်တော့တယ်အဲ့လိုပဲမေးချင်တော့တယ်မြေတတုံးမတွေနော်မြေတတုံးမတွေမြေတတုံးအကောင်တွေနော်ဘာသာအခုကဘာဆင်းနေတာနော်ဘာကြောင့်ဆင်းတာလဲပြောပြရမလားညံရည်မမိချီဥနှောက်နဲ့ချီးဘိန်းတွေလောက်ပဲနေစကားကိုယုံမယ်နော်ဘာဖြစ်လို့အဲ့လိုမျိုးဖြစ်နေတာလဲသိလားနံပါတ်1အချက်ဖယားမှန်လည်းမသိတရားမှန်လည်းမသိသံဃာမှန်လည်းမသိမိဘမှန်လည်းမသိဆရာသမားမှန်လည်းမသိလူတွေကတလိษံစိတ်တွေပေါက်တလိษံတွေကလူထက်မကလိမ်မာနော်နောက်တစ်ခါပြောမယ်ဆရာတော်ကြီးတွေနော်ဆရာတော်ကြီးတွေကိုပြင်မစော်ကားတဲ့သူတွေများလို့မိဘတွေကိုမိဘအဖိုးဖွားတွေကိုပြင်မစော်ကားတဲ့သူတွေများလို့နောက်တစ်ခုကမင်းဆိုမင်းယုံမှာရှိလို့နော်နောက်တစ်ခုကလူယုံမာတွေကဘာကြီးမှာပေါ်များနေလို့နောက်တစ်ခုကြတော့နော်လူကိုလူလိုမင်းတော့ပဲနဲ့တလိษံစိတ်မြင်ပြီးတော့ကိုသားသမီးကိုကင်ပေါက်သက်ကိုသားမယားကိုရက်ဆက်လဲလိသက်ကိုလင်သားကိုခုတ်သက်နော်ယဟန်တန်ဃာတွေကိုအရှင်လက်သက်ယဟန်တန်ဃာတွေကိုမီးရှို့ယဟန်ဖုံးကြီးเจ้าတွေကိုမီးရှို့ရဲရွာတွေကိုမီးရှို့နော်လူချင်းပြန်သက်နော်အဲ့ဒီလိုကဘာကြီးကအဲ့ဒီလိုလူရုပ်လူညံ့နော်လူအကျင့်စာရိတ္တလူကျင့်ဝတ်တရားနဲ့မညီတဲ့လူတွေကဘာကြီးမှများနေလို့ကဆင်းနေတာပြီလားနော်နေရဘာကောင်မဟုတ်လို့နင်ဒေါသထွက်လို့ဒီလိုမျိုးဖြစ်တယ်ဆိုဒါဆိုရင်အခုဆုံးရှုံးသွားတဲ့မိသားစုတွေဆုံးရှုံးသွားတဲ့အသက်တွေကိုနေဘလို့တာဝန်ယူမလဲဒါဆိုရင်နင်ကငါအဲ့ချက်မေးမယ်နှုတ်ကနေစကားကိုလွယ်မပြောနဲ့ဆယ်လီဖြစ်ချင်တယ်ဆိုရင်ဖင်ချို့ပြီးဩကားသွားရိုက်နော်
ငါဘသူ့အကြောင်းမှမပြောဘသူ့အကြောင်းလည်းမဝေဖန်ဘူးသလားဒီတနေ့တော့မရတော့ဘူးနော်ဒါလောက်လူတွေယဟန်တန်ဃာတွေတခါတည်းအစာဦးတွေပြိုဒုက္ခတွေရောက်ခါတည်းဆုံးရှုံးနေရထပြီးကိုမဟိုဗာလဲ line ပေါ်တက်ပြီးတင်လိုက်သေးတယ် Facebook မှာဟလားဟမ်နေဒေါသဖြစ်လိုက်လို့တဲ့ဒီလိုမျိုးငရင်အကြီးကျယ်လှုပ်တာနောက်တစ်ခါဒေါသမဖြစ်ရဲတော့ဘူးဆိုဘလို့ကောင်မမျိုးတော့လို့နေအမိအဖတွေကနေကိုမဆုံးမထားဘူးလားလူဆိုတာကာလန်သေးတန်ကြည့်ပြောရတယ်အေမီဆန်ရဲ့နော်မပြောပါဘူးနိဟန်နေဘယ်နှကားဘယ်ဟာပဲဝင်ပူမပြောပါဘူးနော်ငါတို့နဲ့လည်းမဆိုင်ဘူးဒီတခါတော့ငါဝင်ပြောပြီနော်လောကမှာဖျားမှန်းလည်းမသိဘူးတရားမှန်းလည်းမသိဘူးတန်ခါမှန်းလည်းမသိဘူးမိဘဆရာသမားမှန်းလည်းမသိဘူးနော်အမိကျက်အမိစာခေါင်းကျက်ခေါင်းစားနော်လူစိတ်ပြောက်နေတဲ့လူတလိษံတွေများနေလို့ကဘာကြီးဆင်းနေတာအဲ့ထဲထဲမှာကိုမပါအောင်နေရတယ်နော်နေ့စဉ်မပြတ်တရဏဂုံစောက်တီနေ့စဉ်မပြတ်၅ပါးသီလမခံနိုင်တော့တရဏဂုံနေ့စဉ်မပြတ်စောက်တီအိတ်တဲ့အချိန်အိတ်ရနိုးတဲ့အချိန်နော်မျက်နှာတစ်တဲ့အချိန်ထိုင်နေတဲ့အချိန်အလုတ်သွားတဲ့အချိန်အလုတ်ပြန်တဲ့အချိန်တရဏဂုံနေ့တိုင်းစောက်တီခါဝတ်ပစိုးလို့တရဏဂုံမြဲကြည့်အဲ့လိုမြဲအောင်တကဘာလုံးမှာအယောက်100မှာအယောက်တသန်းမှာ100ရှိအောင်ကံကောင်းယဟန်တွေကိုမပြောဘူးနော်ယဟန်တွေကိုမပြောယဟန်တွေကနေ့စဉ်နဲ့အမျှဖယားစာတရားစာနဲ့ပဲအချိန်ကုန်နေတာယဟန်တွေကိုမပြောဘူးနော်လူတွေကိုပြောတာပုရုဇဉ်လူသားတွေကိုပြောတာယောက်ျားမိန်းမအသက်ကြီးရွယ်အိုအစခလေးအထိအဆုံးနော်မိန်းမတွေကလည်းရှက်ရမှန်းမသိတော့ဘူးနော်ဖင်ဖော်ပြမယ်နို့ဖော်ပြမယ်နော်ရှိသမျှဟန်အကုန်ဖော်မယ်ယဟန်တွေရှေ့မှာလဲမရှောင်မိဘတွေရှေ့မှာလဲမရှောင်ဖယားရှေ့မှာလဲမရှောင်နော်ဘယ်လိုနေရာမျိုးမှမရှောင်မဲနဲ့နော်ဒီလိုမျိုးဖြစ်လာတယ်နော်လင်းရှိရသားနဲ့ဖောက်ပြန်တယ်မယားရှိရသားနဲ့ဖောက်ပြန်တယ်နော်လူစီလူပေါင်လူကျင်းဝစ်ကိုဘလို့လူမျိုးတွေကမဆောက်တည်ဘူးဆောက်တည်တဲ့လူကပြောပြီးပြီနော်ဆောက်တည်တဲ့လူကအယောက်1000မှ100တောင်မရှိဘူးနော်လူဆိုတာမနဲ့မျက်စိနှလုံးပွင့်လာရင်လူတိုင်းဟာအလုံးလုံးကတယ်စားဖို့ဝေဖို့သားသမီးစားလင်သားစားမိဘရွှေမျိုးညီကိုမောင်နှမစားလူဖို့တန်းဖို့ပေကန်ဆွန်ကျဲဖို့ကူညီဖို့ဆောင်းရှောက်ဖို့ဒါတွေကိုအမြဲတမ်းတွေးပြီးတော့အလုံးလုံးကြည့်ပါအဲ့လိုအလုံးလုံးတဲ့သူကဒုက္ခဖြစ်တယ်ဆိုတာလည်းမရှိဘူးဆင်းရဲသွားရင်လည်းခဏပဲနော်အခုကအဲ့လိုမဟုတ်ဘူးမင်းနဲ့မျက်စိနှလုံးပွင့်လာတဲ့ဘသူ့ကိုလိန်ရမလဲနော်ဘသူ့ကိုမတရားလုပ်ရမလဲဘသူ့ကိုကလိန်ကကြည့်လုပ်ရမလဲဘသူရှိရပတ်ဆံချွေးနေစားသူမြတ်တပါးချီကချွေးနေစားကိုယူပြီးရင်ပြန်မပေးခြင်းတဲ့လူကလည်းများတယ်အခုခေတ်မှာနော်ကျမတော့ရှင်းပဲကျမရှိရကျမချွေးနေစားကိုလိန်တဲ့သူကဘယ်တော့မှမကြည့်ပွားဘူးဘာဖြစ်လို့လဲသိလားကျမသည်မျက်စိနှလုံးပွင့်လာတဲ့တရဏဂုံ3ပါးစောက်တည်တယ်မျက်နှာသိရင်တရဏဂုံ3ပါးနဲ့စောက်တည်ပြီးတစ်တယ်နော်ညဆိုရင်သက်စီပတိစိတ်တယ်ဂါထာရွတ်တယ်သက်စီနော်ဖယားရှိခိုးတယ်နေစွန်းကတ်တယ်ဖယားပန်းမညိုဘူးရေမတိုးဘူးညနေဆိုလို့ရှိရင်ဖယားကိုရေချမ်းအေးညစဉ်ညတိုင်းကတ်တယ်နော်ကျမသူများရှိရချွေးနေစားတစ်ချက်အလကားမစားဘူးသူများအိမ်ရရေတစ်ခွက်အလကားမတောက်ဘူးနော်